2 grenade, 3 people. I'm loving these odds. ငင်းစားထိတဲ့အထူးအေဂျင့်ဟာအချိန်ကပုံပါဝင်တဲ့ပါဆယ်ထုတ်တစ်ထုပ်ကိုလက်ခံရရှိခဲ့တယ်နောက်တစ်စက္ကန့်မှာပဲစိုးဝက်အထူးရဲတပ်ဖွဲ့ဝင်အုပ်စုတစုကသူ့ကိုဝိုင်းရံလိုက်ကြတယ်ဆန်ကစိုးဝက်ရဲရရှိရဲ့တင်းနက်ကိုရုတ်တရက်လူယူလိုက်တဲ့အခင်းဖြစ်ပွားရာနေရာမှာမိသူမြတန်ရာရတာဒါမှမဟုတ်တေဆုံးတာမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့တင်းနက်တွေထဲမှာကြီးတူတွေရဲ့ထည့်ထားလို့ဖြစ်ပါတယ်ဒါဟာ 3H ရဲ့တီထောင်သူဂျိတ်ဆင်ရဲ့နောက်ပြောင်မှုတစ်ခုလို့ဆန်ကထင်မှတ်ခဲ့တယ်ဒါပေမဲ့အမျိုးသားလုံးကြုံရေးပြီးဦးရိုညွှန်ကြားရေးမှူးကဂျိတ်ဆင်တေဆုံးသွားပြီဖြစ်ကြောင်းသူ့ကိုပြောပြခဲ့တယ်မကြသေးမီကကြောက်တုတလုံးထင်းချုံမှုလို့သွားပြီးပြစ်ချခဲ့ရမှာဂျိတ်ဆင်တေဆုံးခဲ့တာပါစုံစမ်းစစ်ဆေးမှုအတွင်းအမျိုးသားလုံးကြုံရေးဗျူရိုက Black Box တစ်တာတလုံးကိုတွေ့ရှိခဲ့တယ်ဒီဆက်ပစ္စည်းဟာကြောက်တုပေါင်း3တူညာကိုပြစ်ချအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားတယောက်ကအစီဝေးခန်းထဲကိုအတင်းဝင်ရောက်လာခဲ့တယ်သူကတစ်တာကိုလူယူပြီးအေးဆေးစွာပဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဂျိတ်ဆင်ဟာဆန်အဲ့ရဲ့ဆရာတို့ဖြစ်ခဲ့ဘူးတာပါနောက်ွယ်ကကျိုးကင်သူအဓိကတရားခံကိုဆန်ကဖော်ထုတ်ပေးဖို့သူမကလိုလားခဲ့တယ်သူတို့ဟာအဲ့ဒီလူပေါင်းနေတဲ့နေရာကိုမြင်မြန်ဆန်ဆန်ပဲစုံစမ်းတွေ့ရှိခဲ့ကြတယ်အဲ့ဒီလူကလည်းဆန်ကိုတတိပြုမိသွားပြီးတစ်တာကိုချက်ချင်းထုတ်ယူလိုက်တယ် We're all Triple X and I'll be damn if I'm gonna let you take it back to the NSA အဲ့ဒီအချိန်မှာပဲဟယ်လီကော်ပတာနှစ်စီးရောက်ရှိလာခဲ့တဲ့စိုးဝက်အထူးရဲတပ်ဖွဲ့ဝင်အုပ်စုတစုဟာအခင်းဖြစ်ပွားရာနေရာကိုမြင်မြန်ဆန်ဆန်ပဲထိန်းချုပ်လိုက်ကြတယ်သူတို့ရဲ့ပြမတ်ကလည်းအဲ့ဒီတစ်တာပါပဲဆန်နာကတခုခုမားရင်းနေပြီဆိုတာကိုရိပ်မိလိုက်တယ်သူကစိုးဝက်ဖွဲ့စီလက်ပစ်ပုံးတစ်လုံးပစ်ပေါက်လိုက်တယ်ဘုံပေါက်ကွဲသွားပြီးအခင်းဖြစ်ပွားရာနေရာတစ်ခုလုံးရှုပ်ထွေးရင်းဆန်ခတ်ဖြစ်သွားခဲ့တယ်အဲ့ဒီရှုပ်ထွေးမှုကိုအခွင့်အရေးယူပြီးအဲ့ဒီလူကသူ့ရဲ့မော်တော်ဆိုင်ကယ်နဲ့အရှင်ပြင်းပြင်းမောင်းထွက်သွားခဲ့တယ်ဆန်နာကလည်းသူ့ရဲ့မော်တော်ဆိုင်ကယ်ပေါ်ချက်ချင်းခုန်တက်ပြီးအနောက်ကနေပြေးလိုက်ခဲ့တယ်သူကအဲ့ဒီလူနောက်ကိုမြင်မြန်ဆန်ဆန်ပဲမိသွားခဲ့တယ်ထောက်ပေါက်မရှိတော့တဲ့အတွက်အဲ့ဒီလူဟာသူ့ရဲ့မော်တော်ဆိုင်ကယ်ကိုပင်လယ်ထဲစီတန်းတန်းမတ်မတ်မောင်းဝင်သွားခဲ့တယ်ဆန်နာကလည်းရဲရင်စွာပဲရေပြင်ပေါ်စီမောင်းဝင်သွားခဲ့တယ်ထောက်ပေါက်မရှိတော့တဲ့အတွက်အဲ့ဒီလူဟာသူ့ရဲ့မော်တော်ဆိုင်ကယ်ကိုပင်လယ်ထဲစီတန်းတန်းမတ်မတ်မောင်းဝင်သွားခဲ့တယ်ဆန်နာကလည်းရဲရင်စွာပဲရေပြင်ပေါ်စီမောင်းဝင်သွားခဲ့တဲ့ခါအတွင်းမှာအားပဲမော်တော်ဆိုင်ကယ်ဟာဂျက်စကီဖြစ်ပြောင်းလဲသွားခဲ့တယ်သူတို့နှစ်ယောက်ဟာရေပြင်ထက်မှာအပြန်လည်ပြန်မောင်းပြီးလိုက်ဖမ်းခဲ့ကြတယ်ရုတ်တရက်အလိုင်းကြီးတစ်လိုင်းကသူတို့အပေါ်ပြိုကျလာခဲ့တယ်သူတို့ဟာလိုက်နံကြောင်လွင့်ပါသွားပြီးမကြခင်မှာပဲမောက်ကုန်ဖြစ်သွားခဲ့ကြတယ်ဆန်နာကတစ်တာပါတဲ့ကြောဘိုးအိတ်ကိုပြန်လည်ရရှိဖို့အလင်းမြန်ရှာဖွေခဲ့တယ်သူရေပေါ်ပြန်တက်လာတဲ့အချိန်မှာတော့အဲ့ဒီလူကပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်ဆန်နာကန်ဆက်စီရောက်သွားချိန်မှာသူ့ရဲ့တပ်ဖွဲ့ဝင်တွေကရုပ်တရက်တင်းနဲ့တစ်ချက်ပစ်ခတ်လိုက်ကြတယ် Was that necessary? It's what Gibbons would have wanted. သူတို့ကအချက်တိုင်းတာကိစ္စပြီးဆုံးသွားပြီလို့ထင်မှတ်ခဲ့ကြတယ်ဒါပေမဲ့နောက်ထပ်တပ်ဖွဲ့ဝင်တယောက်ကနောက်ထပ်ကြောက်တုတလုံးပြစ်ချနေပြီလို့အစီရင်ခံခဲ့တယ်အဲ့ဒီအချိန်ကျမှပဲတစ်တာဟာအတူဖြစ်ကြောင်းသူတို့သိရှိလိုက်ကြရတယ်မကြာမီမှာပဲသူတို့စီ3ပေးဗီဒီယိုတစ်ခုရောက်ရှိလာခဲ့တယ်ပေးဖို့သူက24နာရီအတွင်းကမ္ဘာထောက်လှမ်းရေးစနစ်အားလုံးကိုပိတ်ပစ်ဖို့တောင်းဆိုထားတယ်မဟုတ်ရင်တော့နေ့စဉ်ကြောက်တုတလုံးစီဖျက်ဆီးခံရလိမ့်မယ် CIA ကမြင်မြန်ဆန်ဆန်ပဲတစ်တာတရှိရာနေရာကိုစုံစမ်းဖော်ထုတ်လိုက်ပါတယ်ဆန်နာကဒီနေရာအချက်လက်များတိုင်းလိုက်သွားခဲ့ရင်မဲ့အဲ့ဒီလူနဲ့နောက်တစ်ချိန်ထပ်မံတွေ့ဆုံခဲ့ရတယ်သူတို့နှစ်ယောက်ဟာပြင်းထန်တဲ့လိုက်ဖမ်းမှုပြုလုပ်ခဲ့ကြတယ်ရုတ်တရက်ကားတစ်စီးကသူတို့စီအချိန်ပြင်းပြင်းနဲ့မောင်းနေလာခဲ့တယ်တတိယမြောက်ရန်သူရှိနေတယ်ဆိုတာကိုရိပ်မိလိုက်ကြတာကြောင့်သူတို့ဟာအဲ့ဒီလူကိုအရင်ဆုံးရှင်းလင်းဖို့ပူးပေါင်းလိုက်ကြတယ်အနေနဲ့ကြော်လွန်သွားတဲ့အခါသူတို့နှစ်ယောက်ဟာတစ်တာကိုအောင်မြင်စွာရှာဖွေတွေ့ရှိခဲ့ကြတယ်ဒါပေမဲ့နောက်ွယ်ကကျိုးကင်သူအဓိကတရားခံဟာ CIA ညွှန်ကြားရေးမှူးဖြစ်နေလိမ့်မယ်လို့ဆန်ကလုံးဝမထင်မှတ်ထားခဲ့ပါဘူးအရေးကြီးတဲ့အချိန်မှာဆန်ကသူ့ရဲ့အဖော်ကိုတင်းနဲ့ပစ်ဖို့အချက်ပြလိုက်တယ်ညွှန်ကြားရေးမှူးကပြေးဝင်လာပြီးတစ်တာကိုလူယူလိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမဟာဆန်စီတင်းနဲ့ချိန်ရွယ်လိုက်တယ်ကန်ကောင်းစွာနဲ့ပဲဆန်ဟာကြီးကအင်ဂျီဝတ်ဆင်ထားခဲ့တာပါအဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသမီးကစက်ပစ္စည်းကိုစတင်လိုက်တာကြောင့်ကြောက်တုတလုံးဟာမြေပြင်စီကိုထိုးဆိုင်ကျလာခဲ့တယ်ဒါကိုမြင်တော့အဲ့ဒီလူဟာအမျိုးသမီးရဲ့ခြေထောက်တွေကိုလေဒီနဲ့ပတ်နှောင်လိုက်တဲ့အမျိုးသမီးဟာလေရင်မောင်းကန်အပြင်ဘက်စီလွင့်ထွက်သွားခဲ့တယ်ဆန်နာကလေရင်မောင်းကန်စီသွားရောက်ပြီးလေရင်ကိုကြောက်တုစီဥတီမောင်းနေလိုက်တယ်သူကလေရင်ပေါ်ကနေအမြန်ခုန်ချလိုက်ပြီးလေဒီကိုဖွင့်ကဘေးကင်းစွာဆင်းသက်နိုင်ခဲ့တယ်အဲ့ဒီလူကတစ်တာကိုဆန်နာစီလွှဲပြောင်းပေးခဲ့တဲ့အချက်တိုင်းတာကိစ္စဟာလုံးဝပြီးဆုံးသွားခဲ့ပါပြီမကြာမီမှာပဲဆန်နာဟာဂျိတ်ဆင်ရဲ့ဝန်ထဲချင်းအထိမ့်မှတ်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ရုတ်တရက်ဂျိတ်ဆင်ကသူ့ရှေ့မှာပေါ်လာခဲ့ပါတော့တယ် Wow, that's an impressive trick.